မင်္ဂလာပါကျမတော့မတ်ဆန္ဒပါကျမ Mami Beauty ရဲ့ Riot Customer တယောက်လို့တော့ပြောလို့ရပါတယ် Mami Beauty စဖွင့်ကြတဲ့ကနေပြီးတော့ယနေ့အချိန်ထိကိုအများနဲ့ treatment တွေတစ်မျိုးလုပ်ဖြစ်နေပါတယ်အဲ့လုပ်ခဲ့တဲ့အကျိုးကျေးဇူးတွေကြောင့်မျက်နှာမှာဖြစ်နေတဲ့နှစ်တစ်ကျော်လောက်ထဲဖြစ်နေတဲ့တင်းတိတ်တွေဝက်ချံကိုညှက်တဲ့အမဲဆက်တွေနောက်ပြီးတော့လိမ်မော်သီးလိုဖြစ်နေတဲ့ချွေးပေါက်တွေလုံးဝပျောက်ကင်းသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လဲ Mami Beauty ကိုအရန်ကျေးဇူးတင်တယ် Mami Beauty ကိုလည်းကိုယ့်လိုမျိုးတငယ်ချင်းတွေမျက်နှာတင်းလေးဖြစ်နေသူတွေပေါ့လာသေးချင်တယ်ပေါ့နော်ကိုယ့်လိုမျိုးပျောက်စေချင်တယ်မိန်းကလေးတွေကလှချင်ကြရလေအဲ့တော့ကိုယ့်လိုမျိုးပျောက်စေချင်တယ်အဲ့တော့လာခဲ့ပါလို့လည်းဖိတ်ခေါ်တယ်အခုကမျက်နှာမှာဘာမှမရှိတော့ဘူးတင်းလေးတွေလည်းပျောက်လာပြီဆိုတော့ဒေါက်တာကိုတိုင်ပင်ဘာဆက်လုပ်အောင်လဲဆိုပြီးတော့တိုင်ပင်ခဲ့ပါတယ်ဒေါက်တာကနေပြီးတော့ Mama Beauty Lisa Grow ရဲ့ High Food ရဲ့ HCO ရဲ့ ASOSO ရဲ့တလားတစ်ချိန်လုပ်ဖို့ကြံပြပါတယ်အဲဒါကြောင့်မလို့ဒီနေ့ ASOSO လေးလုပ်ဖို့ရောက်ရှိနေတာဖြစ်ပါတယ် ASOSO ကုသမှုနဲ့ပတ်သက်လို့ရှင် Mama Beauty မှာပဲအသုံးပြုတဲ့ ASOSO က ASOCO Bio ကတရားဝင်တင်သွင်းတဲ့စစ်မှန်တဲ့ ASCE Flex ASOSO ကိုအသုံးပြုတာရယ်ASOSO ကလည်းကိုယ့်ရှိမှာပဲချက်ချင်းဖွင့်ပြီးတော့တပလင်းလုံးအကုန်အသုံးပြုပေးတာရယ်အမအနေနဲ့စိတ်သက်ပြီးတော့စိတ်တိုင်းကြတယ်ASOSO တပလင်းလုံးသုံးပေးတာဖြစ်လို့မျက်နှာအပြင်လည်ပင်းတွေနှုတ်ခမ်းတွေလည်ပင်းမှာဖြစ်တဲ့အရေးအကြောင်းတွေပါပျောက်တာရယ်အခန်းဖူးဆူဆူလေးဖြစ်လာတဲ့ရလဒ်ကိုရလဒ်အတွက် ASOSO treatment ဆိုရင် Mami Beauty မှာပဲစိတ်တိုင်းကြပါတယ် မင်္ဂလာပါရှင် Mama Beauty ရဲ့ Clinical Director ဒေါက်တာထန်လင်းဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ Mama Beauty ဆေးကန်းရဲ့ ASOSO treatment လေးအကြောင်းပြောပြပေးချင်ပါတယ်ကျမတို့ရဲ့ Mama Beauty ဆေးကန်းမှာဆိုရင် ASOCO Bio Company ကတရားဝင်တင်သွင်းထားတဲ့ ASC Plus ASOSO တမျိုးတဲ့ကိုသာအသုံးပြုပြီးကုသပေးတာဖြစ်ပါတယ်ရှင်တရားဝင်တင်သွင်းထားတဲ့ ASOSO ဖြစ်တာမို့တိကျမှန်ကန်တဲ့ကိုချိန်နဲ့အတူ keep လုပ်ထားတဲ့ ASOSO ဖြစ်ကြောင်းကိုလည်းအာမခံပေးနိုင်ပါတယ်ဒီ ASOSO viral တွေဟာဆိုလို့ရှိရင်အေးကန်းထဲမှာထားပြီးတော့ထိမ့်သိမ့်ပြီးအသုံးပြုရတဲ့ဆေးတွေဖြစ်တာမို့အေးကန်းထဲကထုတ်ပြီးတော့ဖောက်ပြီးတာနဲ့လည်းတစ်ချိန်နဲ့ကုန်အောင်အသုံးပြုပေးဖို့အင်မတန်မှအရေးကြီးလာပါတယ်။ဖောက်ပြီးတော့ဖြော်ဆက်တဲ့အခါမှာလည်းဖြော်ဆက်တဲ့လက်ဟာဆိုလို့ရှိရင် sterile ဖြစ်ပြီးတော့တန့်စင်နေဖို့လည်းအရေးကြီးလာပါတယ်။ပလင်းကိုဖောက်ပြီးဖြော်ဆက်ပြီးသွားပြီဆိုလို့ရှိရင်အကုန်မသုံးမဲနဲ့ရေခဲတက်တာထဲမှာပြန်သိမ်းပြီးတော့နောက်တစ်ခါထပ်ပြီးအသုံးပြုမယ်ဆိုလို့ရှိရင် ASOSO တွေရဲ့ stability နဲ့ efficacy တွေကလျော့နိုင်သွားနိုင်ပါတယ်။ပထမဆုံးအနေနဲ့ ASOSO ရဲ့ stability နဲ့ efficacy လျော့နှဲသွားပြီဆိုလို့ရှိရင် ASOSO ထဲမှာပါဝင်တဲ့ protein, lipid, RNA တွေဟာဆိုလို့ရှိရင် bioactive effect တွေမရှိတော့ဘဲနဲ့အရေပြားတွေကိုဝင်ရောက်သွားတဲ့အခါမျိုးမှာဆိုလို့ရှိရင် result တွေကမကောင်းနိုင်တော့ပါဘူး။ဖောက်ပြီးတော့ပလင်းကိုရေခဲတက်တာထဲမှာပြန်ပြီးတင်ထားတဲ့ ASOSO တွေက sterility ပြတ်သွားနိုင်တဲ့အတွက် clients ကိုသုံးပြီးတဲ့အခါမှာ infection တွေဝင်ရောက်နိုင်ပြီး clients ရဲ့အသားအရည်မှာရောင်ရမ်းမှုတွေဓာတ်မတည့်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။အဲ့ဒါကြောင့်မလို့ကျမတို့ရဲ့ Mama Beauty Clinic မှာဆိုလို့ရှိရင် ASOSO ကိုအသုံးပြုရမယ်ဆိုတော့မှရေခဲတက်တာတွေကထုတ်ပြီးတော့ client ရဲ့ရှေ့မှာတင်ကျမတို့ကဖြော်ဆက်ပြီးတော့အသုံးပြုပါတယ်။ ASOSO ကိုဖြော်ဆက်ပြီးတဲ့အခါမှာဒီပလင်းပေါ်မှာ5 ml ပါဝင်တယ်လို့ရေးထားပေမဲ့လည်းတကယ်တမ်းဖြော်ဆက်ပြီးတဲ့အခါမှာ6 ml ရရှိပါတယ်။ရရှိလာတဲ့6 ml ကိုကျမတို့က 3cc syringe နှစ်ချောင်းနဲ့စုပ်ယူပါတယ်။အဲ့တော့ 3cc syringe နှစ်ချောင်းကိုရရှိပါတယ်။ပထမ 3cc တစ်ချောင်းကိုမျက်နှာတစ်ပြင်လုံးအတွက်အသုံးပြုပေးပါတယ်။ဒုတိယ 3cc ကိုတော့လည်ပင်းတစ်ဝိုင်းနဲ့နှာခမ်းမှာအသုံးပြုပေးပါတယ်။အဲ့ဒါကြောင့် ASOSO treatment ခံယူတော့မယ်ဆိုရင်ကိုယ့်ကိုအသုံးပြုပေးလိုက်တဲ့ ASOSO ကစစ်မှန်မှုရှိဖို့ရယ်တိကျတဲ့ storage condition မှာတင်ဆက်ထားတဲ့ ASOSO ဖြစ်ဖို့ရယ်ပြီးတော့အရေးကြီးဆုံးတစ်ချက်ကတော့ကိုယ့်ရှေ့မှာ freshly prep ပဲဖြော်ဆက်ထားတဲ့ ASOSO ဖြစ်ပြီးတော့ပါဝင်တဲ့ ASOSO ပမာဏ ml အကုန်လုံးကိုတစ်ပြိုင်နက်တည်းအသုံးပြုပေးဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။ ASOSO treatment လေးခံယူပြီးပါပြီအခုကြီးကြီးလေးလေးနဲ့တင်းတင်းမျက်နှာလေးကိုလည်းရရှိသွားတဲ့အတွက်စိတ်ချမ်းသာတယ်စစ်မှန်ပြီးတော့ရည်သေးပေးသွားတဲ့ Mama Beauty ကိုပဲကျမကတော့အမြဲတမ်းရွေးချယ်လိုက်ပါတယ်